ဒီဒီကျဲကျင်းပမဲ့မင်္ဂလာပွဲစီတွေကိုတဘာဝအပြင်တည်းအတွက်လူပေးခဲ့ကြတဲ့အမှုပညာရှင်3ဦးမင်္ဂလာပွဲဆိုတာတသက်မှာတခါသာကြုံရတဲ့ပွဲမှုအကောင်းဆုံးနဲ့အခမ်းအနားဆုံးပြအောင်ပြင်ဆင်ကြပါရယ်။နိုင်ငံကျော်အမှုပညာရှင်တွေအတွက်ဆိုရင်မင်္ဂလာပွဲကခမ်းနားတဲ့ခမ်းနားအောင်ကျင်းပကြတာပါ။ဒါပေမဲ့ဒီအမှုပညာရှင်တွေကတော့မင်္ဂလာပွဲစီတွေအားလုံးကိုတဘာဝအပြင်တည်းအတွက်လူပေးလိုက်ကြတာပါ။နံပါတ်1နန္နာလိုင်းက2008ခုနှစ်မှာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိယစီရင်ဝင်ဈေးကဘာလုပ်ငန်းစုဦးစိတီဟာနဲ့လက်ထက်ထိမ်းမြခဲ့တာဖြစ်ပါတယ်။ဦးစိတီဟာလိုတတိယကြီးနဲ့လက်ထက်လိုက်တဲ့အတွက်နန္နာလိုင်းအတွက်မင်္ဂလာပွဲဆိုတာကလည်းအခမ်းအနားဆုံးဖြစ်ရမှာပါ။အခမ်းအနားဆုံးမင်္ဂလာပွဲနဲ့ဒိတ်ကျဲဖြစ်အောင်ကျင်းပနိုင်ပေမဲ့နန္နာလိုင်းနဲ့ကိုစီတီဟာတို့ကမကျင်းပခဲ့ကြပါဘူး။2008ခုနှစ်မှာမြန်မာနိုင်ငံကနာကစ်မုန်တိုင်းဆိုတဲ့တဘာဝဘေးဆိုခြင်းနဲ့ကြုံတွေ့ခဲ့ရပါတယ်။ကမ္ဘာပေါ်မှာတဘာဝဘေးကြောင့်ပျက်စီးဆုံးရှုံးမှုအကြီးဆုံးစီးရင်ထဲမှာမြန်မာနိုင်ငံကနာကစ်မုန်တိုင်းနဲ့နံပါတ်8နေရာကိုတောင်ကျိတ်ခဲ့တာပါ။ဆိုဝါနီရဲ့တဘာဝဘေးဆိုအတွက်နန္နာလိုင်းနဲ့ကိုစီတီဟာကမင်္ဂလာပွဲကုန်ကြစီအားလုံးကိုလူတန်းပေးခဲ့တာဖြစ်ပါတယ်။မင်္ဂလာပွဲကိုတိတိကျကျဖြစ်အောင်မကျင်းပတော့ပဲအကုန်လုံးကိုလှူပေးလိုက်တာပါ။ဖုန်ကြီးကျောင်းမှာသာမင်္ဂလာဆွန်းကျွေးကအကျဉ်းရုံလေးသာကျင်းပခဲ့တာဖြစ်ပါတယ်။နံပါတ်2ဖြိုကြီးကစုံမြနနာနဲ့ကွာရှင်ပြီးဒုတိယအိမ်တောင်ကိုမကြခင်ကမှစတင်လိုက်ပါပြီ။အချိန်အကြာကြီးတယောက်တည်းနေလာပြီးမှစင်ရွှေရတနာဆိုင်ပိုင်ရှင်ဘောစီမမနဲ့လက်ထက်ထိမ်းမြလိုက်တာဖြစ်ပါတယ်။ဘောစီမမကိုစနေတော်လိုက်ရတဲ့အတွက်မင်္ဂလာပွဲကိုလည်းအကြီးကျယ်ဆုံးဖြစ်အောင်ကျင်းပဖို့စီစဉ်ထားခဲ့ကြတာပါ။မင်္ဂလာပွဲဖိတ်စာတွေလည်းအားလုံးစီစဉ်ထားပြီးမှမင်္ဂလာပွဲကမကျင်းပဖြစ်တော့ပါဘူး။မင်္ဂလာပွဲမကျင်းပခင်10ရက်လုံးမှာပဲမတ်လ28ရက်နေ့မှာငလင်းလှုပ်ခဲ့တာကြောင့်ပါ။ငလင်းကြောင့်ဒေသတော်တော်များများမှာပျက်စီးဆုံးရှုံးမှုတွေကမချင်မှတ်ကြောင်အကိုဖြစ်ခဲ့တာပါ။ဒါကြောင့်မို့ဖြူကြီးတို့ကမင်္ဂလာစီအားလုံးကိုလှူပေးလိုက်ဖို့သာအဆုံးဖြတ်လိုက်ကြပါတယ်။မင်္ဂလာပွဲကိုဖြတ်ကာလှူပေးလိုက်တဲ့အတွက်အားလုံးကချီးကျူးနေကြတာပါ။နံပါတ်3နေတွေတို့ကလည်းငလင်မလုတ်ခင်ရှေ့မှာပရိဝတင်တွေရိုက်ကမင်္ဂလာပွဲကျင်းပမယ်လို့စီစဉ်ထားခဲ့တာပါ။ဒါပေမဲ့ငလင်ဘေးကသာပိုအေးကြီးတဲ့အတွက်မင်္ဂလာစီတွေကိုပြန်လည်ကေစေလုပ်ဖို့အတွက်အသုံးပြုလိုက်ပါတယ်။မင်္ဂလာစီတွေကိုငလင်ဘေးအတွက်လှူပေးလိုက်တာမို့နေတွေတို့ကမင်္ဂလာပွဲကိုအကျဉ်းရုံသာကျင်းပခဲ့ပါတယ်။နေတွေနဲ့ဇနီးဖြစ်သူကဖုန်ကြီးကျောင်းမှာသာဆွန်ကက်ကမင်္ဂလာပွဲလေးကျင်းပခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတဘာဝဘေးအန်တီရီကအမျိုးမျိုးရင်ဆိုင်ကြုံတွေ့နေရတာပါ။ဘေးကရလပိုင်းမှာလည်းငလင်ဘေးကြောင့်ပျက်စီးဆုံးရှုံးမှုတွေအများကြီးဖြစ်နေရပါ။အခုချိန်ထိပြည်내ထူထောင်ကအိမ်ဆောက်ပေးတာတွေကိုအသေးချောင်မလုပ်နိုင်သေးပါဘူး။ဒါကြောင့်မို့လဲငွေကြေးပြည့်စုံတဲ့အမှုပညာရှင်တွေကတက်နိုင်တဲ့လောက်ကူညီပေးနေကြတာပါ။ဒီဒီကျဲကျင်းပမဲ့မင်္ဂလာပွဲစီတွေကိုတဘာဝဘေးအန်တီရဲ့အတွက်လှူပေးခဲ့ကြတဲ့အမှုပညာရှင်3ဦးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာတဲ့ကြောင့်တဲ့နဲ့တူပြန်လာခဲ့အောင်မှာဖြစ်လို့အသစ်တော်ပြီးတနိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘီနာချက်ပြီးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှတ်တယ်လည်းကျေးဇူးအများကြီးတင်ပါတယ်